K-pop Demon Hunter ဇာတ်ကောင်ကို Jennie ကိုကြည့်ပြီးဖန်တီးထားတယ်။အားလုံးမင်္ဂလာပါ Netflix ရဲ့ animated film K-pop Demon Hunters ဟာလက်တလောပရိသတ်တွေကြားမှာလူပြောများရင်အကြိုက်တွေ့နေကြပါတယ်။ Sony Pictures Animation ကထုတ်လုပ်တဲ့ K-pop Demon Hunters ဟာ alternate universe က K-pop လောကမှာဇာတ်အိမ်တည်ထားပြီး supernatural နဲ့ action thriller တို့ကိုအချို့ကျရောဆက်ထားပါတယ်။ဇာတ်ကောင်အောင်မြင်လာတဲ့မျှဒီဇာတ်ကားတွေက idol တွေဟာဘယ်သူတွေကိုကြည့်ပြီးဖန်တီးထားတာလဲဆိုတာပရိသတ်တွေကသိချင်လာကြပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီး Director Maggie Ken ကပရိသတ်သိချင်နေကြတဲ့အဖြေကိုအရေးမွက်ပေးလာခဲ့ပါတယ်။အဓိကဇာတ်လိုက်ဖွဲ့ဖြစ်တဲ့ Huntress ဆိုတဲ့ girl group မှာမမ3ယောက်ပါဝင်ပြီးဒီအတွက် Izzy, Blackpink နဲ့ Twice တို့ကိုကြည့်ပြီးဖန်တီးထားကြောင်း Director ကြီးကပြောပြခဲ့ပါတယ်။ဒီ3ယောက်ရဲ့ဇာတ်ဝင်တွေ take down ကိုတော့ Twice အဖွဲ့ဝင်တွေဖြစ်ကြတဲ့ကြောင်ယွန်း Jihyo နဲ့ Chaeyoung တို့ကတီးဆိုပေးထားကြပါတယ်။3ယောက်ထဲက main character Rumi ကိုဘယ်လိုဖန်တီးထားရလဲဆိုတာနဲ့ပတ်သက်ပြီး Art Director Celine Dahongin ကသဲလွန်စပေးခဲ့ပါသေးတယ်။ပရိသတ်တယောက်က Rumi ရဲ့ပုံစံဟာ Blackpink Jennie ရဲ့ Kill This Love Era ကပုံစံနဲ့အတော်လေးစင်တူကြောင်းထောက်ပြထားတာပါ။ဒါကို Celine ကစားနောက်တဲ့ emoji လေးနဲ့ reply ပြန်ပေးထားပြီးဟုတ်မှန်ကြောင်းထောက်ခံထားပါတယ်။ဒီတော့ပရိသတ်တွေကကျန်တဲ့2ယောက်က Izzy ရဲ့ G နဲ့ Twice Chaeyoung တို့ဖြစ်မယ်လို့ခန့်မှန်းလာကြပါတယ်။ပရိသတ်တွေက Demon တွေဖြစ်ပါဝင်ထားကြတဲ့ Soldier Boys ကိုလည်းသဘောတွေကျနေကြပြီးသူတို့အကြောင်းကိုလည်းအများကြီးဆွေးနွေးနေကြပါတယ်။ဒီကောင်လေးတွေရဲ့နောက်ွယ်ကအတန်ပိုင်ရှင်တွေကိုလည်း netizen တွေကသိချင်နေကြပါတယ်။ Soldier Boys တွေကို Tomorrow X Together, BTS, Stray Kids, 18s, Big Bang နဲ့ Monster X တို့ကနေဖန်တီးထားတာပါ။ဒါ့အပြင်အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Soldier Boys Jinu ကိုတော့ Cha Eun နဲ့ Nam Joo-ho တို့ကိုကြည့်ပြီးဖန်တီးထားတာလို့ရှင်းပြခဲ့ပါတယ်။ပရိသတ်အများစုက Soldier Boys ရဲ့ leader ဖြစ်မင်းသား Ahn Ho-seop ကအတန်တရုပ်ဆောင်ပါဝင်ပေးထားတယ်ဆိုတာကိုတော့သိပြီးကြပြီးပါပြီ။ဒါပေမဲ့လည်း Jinu ရဲ့ singing voice အတွက် SM Entertainment ရဲ့အဆိုတော်တေးဆရာ Choi Andrew ကတရုပ်ဆောင်ပေးထားတာတော့မသိကြပါဘူး။ Choi က Monster X, NCT 127 နဲ့ Shiny Taemin ရဲ့တခြင်းတွေကိုဖန်တီးပေးထားမှုပါတယ်။ ABS စာကြအဖြစ် Cho Sang-woo ကတရုပ်ဆောင်ပေးထားပြီး singing voice ကို R&B soul tracks တွေထုတ်ဖူးထားတဲ့ Neck-Wave ကတရုပ်ဆောင်ပေးထားပါတယ်။ Romance စာကြအနေနဲ့ Joel Kim Booster ကအတန်တရုပ်ဆောင်ပေးထားပြီး singing voice ကတော့ Samuel Lee ဖြစ်ပါတယ်။အဖွဲ့ရဲ့အငယ်ဆုံးလေး Baby စာကြကတော့တခြင်းအတွက် voice actor မပါဝင်မဲ့ Danny Chan ကအတန်တရုပ်ဆောင်ပေးထားပါတယ်။ Chan ဟာ The Black Label လက်အောက်ကဆိုတော့တေးတယောက်ဖြစ်ပြီး Blackpink နဲ့ Junsomi ရဲ့တခြင်းတချို့ကိုလည်းရေးပေးခဲ့ပူပါတယ်။နောက်ဆုံးတစ်ယောက် Misery စာကြအဖြစ် Alan Lee ကအတန်တရုပ်ဆောင်ပေးထားပြီးသူ့ရဲ့တခြင်းဆိုတဲ့အတွက် K-pop idol တယောက်ကတရုပ်ဆောင်ပေးထားတဲ့တဦးရဲသောဇာတ်ကောင်ဖြစ်ပါတယ်။ဒီနေရာအတွက် solo artist အဖြစ်ရပ်တည်နေပြီဖြစ်တဲ့ U-Kiss Kevin Wu ကပါဝင်ပေးထားပါတယ်။ Kevin က2022တုန်းက Broadway မှာပါပွဲဦးထွက်ထားပါသေးတယ်။ netizen တွေကတော့အတန်ပိုင်ရှင်တွေကိုသိလိုက်ရတဲ့အခါအံ့ဩကုန်ကြပြီးအားလုံးကိုလည်းချီးကျူးမဆုံးဖြစ်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။